ဒီဗီဒီယိုကသိပ္ပံနည်းကျသက်သေပြချက်တွေမဟုတ်ပါဘူးဘသူ့ကိုမှယုံကြည်ဖို့လည်းအတင်းချက်မဟုတ်ပါဘူးဒါဟာလူကြီးသူမတွေနှစ်ပေါင်းများစွာလက်ဆင့်ကမ်းထိမ့်သိမ်းလာခဲ့တဲ့ယုံကြည်မှုတွေအယူအဆတွေကိုမျှဝေချင်တာပါမြန်မာပြည်ရဲ့ဒေတာအသီးသီးမှာဒီအပင်လေးရဲ့အမိတွေကတူးချင်းမှတူမယ်ကွဲပြားနိုင်ပါတယ်ဒါကြောင့်ဒီမှာတော့အပင်ရဲ့အင်္ဂလိပ်အမိကိုပဲအဓိကထားဖော်ပြသွားမှာပါအိမ်အနီးအနားမှာမဆိုင်သင့်ဘူးလို့ယုံကြည်ထားကြတဲ့အပင်တချို့အကြောင်းနားထောင်ကြည့်အောင်နံပါတ်1 Select Palm Snake Fruit ဒီအပင်ကိုမြင်ရင်စူးတဲ့အပြည့်ရှိတဲ့ပင်စီလေးနဲ့အချေးကွမ်းပါတဲ့မွေးလိုမျိုးအသီးတွေတီးတာကိုသတိရလိုက်ပါသတိပေးချက်ဒီအပင်ကိုအိမ်နားမှာလုံးဝမဆိုင်ပါနဲ့လူကြီးသူမတွေရဲ့အဆိုအရဒီအပင်ကမိသားစုအတွင်းစိတ်ဖိစီးမှုတွေယူဆောင်လာပြီးငွေကြေးအခက်အခဲတွေကြုံရစေနိုင်တယ်လို့ယုံကြည်ကြပါတယ်။နံပါတ်2 Hibiscus China Rose ဒီအပင်ကလှပတဲ့အရင်ရောင်ပန်းခွင့်တွေနဲ့လူတီများပါတယ်။သတိပေးချက်အိမ်ဝန်းအတွင်းမှာလုံးဝမဆိုင်ပါနဲ့ဒီပန်းကပူလောင်တဲ့စွမ်းအင်ကိုကိုစားပြုတယ်လို့ယုံကြည်ကြပြီးအိမ်သားမှာရှိရင်မိသားစုဝင်တွေစကားများရန်ချက်တက်ကစီးပွားရေးလည်းထိခိုက်နိုင်တယ်လို့ဆိုပါတယ်။နံပါတ်3 Fishtail Palm ဒီထမ်းပင်မျိုးကိုငါးမီးပုံတရံရှိတဲ့အရွက်တွေနဲ့မှတ်မိနိုင်ပါတယ်။သတိပေးချက်အိမ်သားတစ်ဝိုက်မှာလုံးဝမဆိုင်ပါနဲ့လူကြီးသူမတွေကဒီအပင်ဟာမိသားစုဝင်တွေကိုစိတ်တက်ချင်းဝေးကွာစေပြီးအိမ်ထောင်စုအေးချမ်းမှုနဲ့ကံကြသားကိုလော့ချစေတယ်လို့ယုံကြည်ကြပါတယ်။နံပါတ်4 Bodhi Tree Sacred Fig ဒါကတော့နှလုံးပုံအရွက်ရှည်ကြီးနဲ့ထင်ရှားတဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့မြတ်သောအပင်ပါ။သတိပေးချက်လူနေအိမ်ချမ်းဝန်းအထွေးမှာလုံးဝမဆိုင်ပါနဲ့ဒီအပင်ပါဖျားကြောင်စေတီပထိုးတွေအတွက်သာတင့်တော်တယ်လို့ယူဆကြပြီးအိမ်မှာစိုက်ရင်စိတ်ဖိစီးမှုတွေများလာပြီးငွေကြေးအဆင်မပြေမှုတွေဖြစ်တတ်တယ်လို့ယုံကြည်ကြပါတယ်။နံပါတ်5 Palmyra Balm Toddy Balm ဒါကတော့အရန်မြင့်ပြီးခိုင်ခန့်တဲ့ထန်းပင်ကြီးမျိုးပါရက်တောင်လုံးလို့ရတဲ့အရွက်ရှည်ကြီးတွေရှိပါတယ်။သတိပေးချက်အိမ်ဝန်းအသွေးအလဲပဲဟုံမှာလုံးဝမဆိုင်ပါနဲ့ဒီအပင်ကအထီးချမ်းစာနဲ့စွမ်းအင်ရှိတယ်လို့ယုံကြည်ကြပြီးအိမ်နားမှာရှိရဲ့မိသားစုဝင်တွေတူးစီကွဲကွာသွားကချစ်ခင်ရင်းနှီးမှုလော့နေပြီးငွေကြေးပါရှားပါလာနိုင်တယ်လို့ဆိုပါတယ်။အပိတ်ဒီအကြောင်းအရာတွေဟာလူကြီးသူမတွေလက်ဆင့်ကမ်းခဲ့တဲ့ယုံကြည်မှုတွေသာဖြစ်ပါတယ်။မယုံကြည်လည်းရပါတယ်။ဒါပေမဲ့တိထားတာကကိုယ့်အတွက်ဆုံးဖြတ်ချက်ချရမှာအထောက်အကူဖြစ်စေမှာပါ။နားထောင်ဖိတဲ့အတွက်ကျေးဇူးတင်ပါတယ်